12တိအောင်စင်းထွက်တော့မယ်နော်ရမေချာရီရှောက်ဖို့စိတ်ကူထားပြီးသွားပြီလေပြန်ပြောချင်တာကတော့ကိုကအမှတ်စင်းသိရမှာဘယ်ဟာကိုရှောက်တင်နေဘယ်ဟာကိုနဲ့အဆင်ပြေဆိုတာသိရမယ်ဆိုပေမဲ့လေအခုကလေးကကိုကဘယ်ဟာတွေဝါသနာပါတယ်ဘာတွေလှုပ်ချင်နေဆိုတာကိုတော့ကြိုတင်ပြီးလေ့လာထားသေးတယ်လို့တော့ channel ထင်ပါတယ်ရှင်အဲ့လိုလေဆိုတော့ channel အတွေ့အကြုံရပါတော့ channel ဆိုရင်အဲ့လိုအမှတ်စင်းထွက်ပြီးသွားတာနဲ့ uni ရှောက်ဖို့ကတစ်ပတ်ကျော်နှစ်ပတ်လောက်ပဲအချိန်ရသွားတာဆိုတော့လေလုံးဝ rush ဖြစ်ခဲ့ရတာဆိုတော့အဲ့လိုမျိုးတိတိကျကျလဲ uni တွေကို research လုပ်ဖို့မရခဲ့ဘူးပေါ့နော် by the way channel YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနော်စကားပြန်ဆက်ရမယ်ဆိုရင်တော့ကိုဖြေခဲ့တာကိုအသိဆုံးမို့လို့ကိုကခမန်းချီလေးပေါ့နော်ကိုစိတ်ဝင်စားတဲ့ uni တွေကိုမှအဲ့လိုမျိုးနိုင်ငံမှာဘယ်လို uni မျိုးရှိလဲဆိုတာကိုတိတိကျကျလေး information ကိုစုံအောင်ရှာထားမယ်ဆိုရင်တော့လေ uni လျှောက်တဲ့အခါတော်တော်လေးအဆင်ပြေရှင်အဲ့လိုမျိုးကြိုတင်လုပ်ထားတာကကိုက uni လျှောက်တဲ့အခါကျရင်မိဘတက်ခိုင်းလို့တက်တဲ့မေချာမျိုးကိုမရတော့ဘဲနဲ့ကိုတကယ်စိတ်ဝင်စားတဲ့ဘာသာရပ်မျိုးကိုရွေးချယ်သင်ယူနိုင်ပါတယ်ရှင်အဲဒါကြောင့်မလို့အခုဒီဗီဒီယိုကြည့်ပြီးသွားတာနဲ့ကိုကဘာစိတ်ဝင်စားတယ်ကိုကစက်စားပိုင်းအားထားတာလားတွက်စားပိုင်းအားထားတာလားဆိုတာတိတိကျကျလေးခွဲခြားပြီးတော့ uni ရဲ့ information လေးတွေကိုကြိုတင်ပြီးတော့ရှာကြဖို့တိုက်တွန်းလိုက်ပါရစေအဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်